Hello morning ဒီနေ့ဖန်ဆလိုက်မယ် fashion ဖြစ်ပါတယ်ရှင်။ဒုလေဒီထဲမှာမမလည်းဒီထဲမှာခုနအလုံးနဲ့လုံးဟုတ်ဘယ်ဝမလို့အေးအဲ့လိုလေးထိုးအာဒီမအော်ကျောင်းဆက်ပန်းတွေအော်红昂的那看，红昂的那下边红的呀，俺们不按照红，是对。morning hello morning ဒီနေ့ဗီဒီယိုဖတ်အံကိုထမဆုံးလဲမယ် outfit ဖြစ်ပါတယ်ဗီကဖတ်အံကိုအလုပ်ကိစ္စနဲ့ပဲရောက်ခုပဲဘယ်မှမလဲဘူးလို့ဒါပထမဆုံးရောက်တဲ့ဖတ်အံခီးစဉ်ဖြစ်ပါတယ်လိုက်ခဲ့ပါဦးဘာလာအဲ့မှာတီတီနဲ့လိုက်မလားကိုကိုပန်းစီသွားမလားတဲ့ဟမ်ဘယ်ဝမလို့လာဦးတော့လိုက်ရိုက်ပေးနေတော့ဒီမှာနောက်ကလိုက်ရိုက်ပေးနေတော့နော်ဗီဒီယိုရိုက်ပေးနေတော့ဘယ်ပြန်သွားလဲသူများအိမ်ကြီးတယ်လာဒီဘက်ပြန်လာသွားဟုတ်လားပြီးတော့အခုအလဝင်အင်းသွားနေပါပြီအဲ့ဆိုလှေတော့ရရပေါ့အခုရတယ်သူကဝိုင်းကြီးလိုက်ခုပဲဝင်တယ်ဟောအေးရတာဝင်ရမှာပေါ့ပြီးတော့အလဝင်အင်းမှာဖောင်စည်းကျင်လို့ပေါ့နော်ဒါပေမဲ့ဒီအချိန်လုံးဝမလာပါနဲ့တဲ့လုံးရေမရှိရင်သွားဖောင်မထွက်ဘူးပေါ့နော်ဖောင်နေမြင်နေရရင်ဖောင်မစီရတဲ့အမှတ်တရားဖြစ်ပါတယ်အဲ့လိုအိမ်မှာဖောင်ကြီးကျင်တာဒါပေမဲ့ဒီအချိန်ကရွတ်လာတာ9လပိုင်းကျော်ဆိုတော့ဒီကမရှိရင်ဖောင်ကြီးလို့မရပါဘူးတဲ့အဲ့တော့လေပဲစီးပြီးတော့ပြန်ရပါမယ်အခုသေးတာစီးပါမယ်လိုက်ပဲလိုက်တာဒီကူတဲ့ဝင်မှာလားဟုတ်တယ်အောက်စင်းဟမ်နော်ဓာတ်ပုံရင်ရတယ်အော်ဓာတ်ပုံရင်ရလိုက်အောင်တယောက်တက်လိုက်ရိုက်မယ်လေရတယ်ကိုတက်ဝင်မရှိတော့မလားမသွားလို့မရဘူးကိုတူတက်ထိုင်နေပေါင်ဖို့ဝင်မယ်ထဲဝင်ပါမယ်ဒါဘာကူလဲကိုဘာဝရင်လိုက်ဟာတဘာဝရေလိုင်းကူတဲ့ဝင်ပါမယ်ညကိုကို你你呀，တောင်းရအောင်ဘူးထဲမှာရေရှိရအေးနေအောင်一把姑娘，အေးအဲ့လိုလေးထိုးအာဒီမအော်ကျောင်းဆက်ပန်းတွေအိုးအဲ့ဒီတော့မှအိမ်ကဆက်လို့ပါဘူးအဲ့လိုတမိပါလေးတစ်ဆက်မှာအေးမသူ့သားကိုပြနေဘာလက်ကိုင်นะ没对吗？ဘူးကအကျေဘူးကူကအကျယ်ဒီမှာလည်းအမအပြန်လို့မ15မိနစ်လောက်ကြာဟုတ်ပြီဒီတိုင်းပြန်ဖတ်ကောင်ဟုတ်ကဲ့ဟိုလေ那开废了后我不被画吧我被画我就后面要外面我手上我被杀到比那要平衡是减废了ညီမလေးတို့ဟိုပါလဲဖူးကတ်ထက်တောင်လှသေးတယ်နော်ကိုဖူးကတ်ကနန်နေထဲထဲကိုဝင်တာဖူးကတ်ထက်တောင်လှသေးကျမတို့မြန်မာနိုင်ငံရဲ့အလှတရားတွေပေါ့နော်ဟုတ်လေဖန်ဟုတ်တယ်ဒီကတားလေးဖက်အံဟုတ်တယ်ဖက်အံဆိုမြန်မာနိုင်ငံထဲမှာလေတိလားတိမြန်မာနိုင်ငံထဲမှာစကားမပြောဖက်အံမြန်မာစကားပဲပြောတာပေါ့ဖက်အံကရင်ပြည်နယ်ဆိုကရင်စကားလည်းပြောတာပေါ့ကရင်စကားကိုပြောပြလိုက်ကရင်စကားဘယ်လိုလဲရင်စကားကရင်စကား
မိုးအရမ်းရွာတဲ့အချိန်လာရင်တော့ဒီကူထဲကိုဝင်လို့မရဘူးဒါပေမဲ့ဘီတို့ဖောင်စီးလို့ရမယ်ဒီအချိန်မှာကျတော့ဒီကူထဲကိုဝင်လို့ရတယ်ဖောင်စီးလို့မရဘူးဒါကတော့နောက်တစ်ခေါက်ဖောင်စီးခြင်းနောက်ရေလိုက်လိုက်ပေါ်တဲ့ຢာတီလာမရပါမယ်ရှင်ဘယ်နာဘယ်လာလားအော်ခွန်ရှိကို30ချိုင်ဖောင်စီးလို့အော်ဟုတ်ပါဟုတ်လင်းနေအလင်းပါမယ်အလင်းတိတ်မအော်နဲ့ခြေတန်လေးတွေပါလေတဘာဝအတန်လေးနားထောင်ဝင်တာအရင်မအော်လားဟေးအော် နင်းရဲ့ ညံဒီမှာပါ ညညဒီမှာ ညံပါ ဘဘရေဒီမှာဟေးအလေးအောင်က ကိုနားရတရားလေးလောက်ထားလားဟလား ဟုတ်ကဲ့အဲ့ဒါဆက်ခေါက်တမကောင်ကတိတရားဖုန်း ဟောတူလာ ခုစဲပါအောင် အဲ့တော့ရမ်းရည်ကြီးလာကြီး နားရစားတယ်အာကလေစီးလာပြန်ငိုင်းစင်းဆိုအဲ့ခုစင်းနေစီပြီးနေရပြီးနေရတာဒါအိုင်ဘူးတီဟာ ဒီကနေ့ဆင်းပြီးတော့ ဒီရဲ့တက်ဆက်ရဲ့စင်းတိုင်းလျှောက်တော့အပြည့်ထွက်လာတယ်အကားလာတဲ့ဒီပါတယ် အော် အော်ရှင်းပြီးတော့ဓာမီနေတဲ့ရှိအရှိတော့ထိုင်နေမှဒီအနောက်ရိုက်လာ အော် ကိုရိုက်ပြီး အဲ့ကိုကြီးတို့ရိုက်ပြီ မတ်တရ ဒီတော့ နေတော့ ရေစပ်ပြီးပဲအဲ့မှာအဲ့ဒါကြောက်ဖတ်ဖတ် ဟိုမင်းရိုက်လို့ မင်းအောင်ရိုက်နေအခုဘဘီတို့တဘာဝကြောက်လိုင်ကူထဲမှာဓပုံတွေလည်းအများကြီးရိုက်ပြီးပြီပြန်ပါပြီဟဲ့ဘယ်တော့မှလဲမြောက်ကကုတ်လိုက်မယ်ယူလို့မရဘူးဘယ်မြောက်သေးသေးလေးလိုချင်တာတဲ့ဒုက္ခပဲဒီဘက်လဲသုံးလေးဒီဘက်လဲမြောက်သေးသေးလေးလိုချင်တာညီမလေးကမြောက်လိုချင်တာတဲ့ဗမှန်ယူမှာတတိပြန်ကူတက်ပါမယ်ဆောင်းနာလို့ရပါဆောင်းနာလို့ရပါတမနော်လိုက်ခဲ့ပါဦးအမြင့်ကြောက်တယ်နော်တဖေးဖေးနဲ့အပေါ်ရောက်လာလေကြောက်နေမယ်အမြင့်ကိုရိုလာကိုစတာတော့ပါပဲစီးဘူးလှေသားတက်ရတယ်ကြောက်ဓာတ်လေးတက်လို့ရရဲ့ထင်တယ်ထွက်လေဘူရဲရောက်မှာပဲနည်းနည်းအေးသွားတာမောင်တော့မောင်နဲ့ခုံတော်လေး အေးထွင်းတာတို့လားကြောက်ဖို့ထွင်းတာရသေးပြန်ကူဟာရှေ့ရခင်ရသေးတွေတရားအထုတ်တဲ့ဂူမျိုးစားဖြစ်ပြီးတော့ဂူအတွင်းမှာကြောက်ဆက်ပန်းဆွဲတွေဗုဒ္ဓဆင်းနုတော်တွေကိုဖူးမြော်နိုင်တယ်အဲ့ဒီဂူထဲမှာဘဘီအကြိုက်ဆုံးနေရတော့ဒီဂူထဲကနေအလင်းရောင်ဝင်နေတဲ့နေရာပေါ့နော်အဲ့ဒီနေရာကိုတော့ဘဘီအရန်ကြိုက်ပါတယ်တဘာဝတိုင်းလေးလှနေရပေါ့နော်အဲ့ဒီနေရာမှာလည်းဘဘီဓာတ်ပုံလေးရိုက်ခဲ့ပါတယ်ဘဘီတို့ဆက်ရောက်တော့ဒီနေရာမီးမထွန်းထားဘူးပေါ့နော်တခြားအဖွဲ့ရပေါ့နော်ဒီနားကိုသွားပြီးတော့ဖုံးမီနဲ့သူသွားကြည့်ဒါမဲ့လည်းအဖွဲ့လိုက်ကြီးပြန်ထွက်လာကြရပေါ့နော်ဒီကနေထွက်သွားရင်လမ်းရှိရာကိုဘဘီတို့ကလည်းမသိခဲ့ဘူးပေါ့အဲ့ဒီလမ်းအဆုံးကိုဝင်သွားရင်နဲ့သူကပေါ့နော်စိမ့်ဆူနေတဲ့လေကွင်းတွေတဘာဝလှတရားတွေကိုမြင်ရတယ်လို့တော့ပြောတယ်ဘဘီတို့ကလည်းပထမဆုံးချိန်ရောက်ပူးတာဆိုတော့ဒီကနေဝင်သွားလို့ရမယ်မသိတော့ဝင်ခဲ့ရအောင်ပေါ့နော်
အဲ့ဒါလေးကတော့အရန်ဝမ်းနဲ့ကိုကောင်းပါတယ်အဲ့ဒီနေရာကိုသွားဖို့တဲ့သူရှိရင်ဟုတ်မဟုတ်ပြပြီးကို comment မှန်ခဲ့ပေးဦးနော်ဒါဒီကဟိုကကိုကယူ ဒါတော့မနေ့ကညမိုးရွာထားလို့ဖအံက9လပိုင်းလာလို့သိပ်မကောင်းပူပါတယ်အဲ့မှာချစ်တော့ဟိုကဖြစ်ထားတာကိုတက်ချင်ပါတယ်တဲ့မမဖြည်းဦးဘဘီတို့ဖအံကတမိုင်းဝင်ကော်ကုန်းကိုသွားလဲမှာဖြစ်ပါတယ်လိုက်ခဲ့ပါဦး ဒီမစကားတော့ဘုရားပြည့်တယ်တာတောင်းလို့လေ ဘာမှမရောက်တော့မလား တောင်းကမတက်တာတော့မနီ အခုဘဘီရောက်နေတာကတော့ဖအံမျိုးရဲ့အမခဲအမှုပညာလက်ရာတွေစုဝေးရာကော်ကုန်းကူပဲဖြစ်ပါတယ်။ကူရဲကိုဝင်လိုက်တာနဲ့တမိုင်းဝင်အုတ်ခွက်ဖျားပေါင်းမြောက်များစွာကိုကုနေရန်တွေအပြည့်အံ့ဩစရာကောင်းလာအောင်ဖူးမြော်ရမှာပါ။ကော်ကုန်းကူရဲ့လက်ရာတွေဟာဆရာကြီးမင်းသူ့ကိုတင်စားခဲ့တယ်လို့ပဲရှာစုနှစ်များစွာကလေးကတည်ရှိခဲ့တဲ့မွန်ရင်ကျေးမှုထွန်းကားရာတမိုင်းဝင်တက်တီတစ်ခုလည်းဖြစ်ပါတယ်။ကြောက်ဆောင်နေတဲ့နေပေါ်မှာအချိန်ကာလတွေဘလောက်ပဲကုန်လို့မှစီအသက်ဝင်နေစေဖြစ်တဲ့ရှေးဟောင်းအမှုပညာလက်ရာတွေထောင်ထဲချီတဲ့အုတ်ကွက်ဖျားတွေရဲ့ကြီးညိုတက်ပယ်မှုကြားမှာစိတ်နှလုံးကိုအေးချမ်းသွားစေပြီးအထိတ်သမိုင်းရဲ့အငွေ့သက်တွေကိုဒီကော်ကုန်းကူမှာအပြည့်အဝခံစားလို့ရပါတယ်။ကော်ကုန်းကူကအပြန်နေ့လယ်စာကိုကရင်ရိုးရာစားတောက်လေးတွေစားခြင်းလို့နော့တရာကိုဝင်ခဲ့ပါတယ်။ဗမာချက်စစ်စစ်လေးနဲ့တုတ်ထားတဲ့ကြက်ကင်တော့တာလပေါ်ဟင်းညိုချိုချိုလေးနဲ့တခြားဟင်းအမယ်မျိုးစုံအပြင်ကရင်ငပီအောင်တို့စရာအစုံနဲ့တန်တန်ရှင်းရှင်းနဲ့အရန်ကိုထမင်းစားမိန်ခဲ့ပါတယ်။ဒီနေ့လည်းလဲရတော့မောပြီဆိုတော့အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဘလော့လေးတွေမှာပြန်ဆုံပါမယ်။တတား